ထုတ်ပြောပြတော့မယ်နာဆိုင်ပေးစေခြင်းနဲ့ဟိုးရှေ့ရှေ့တော့ကနေမျိုးလေးတစ်ခုမှပေါ်ကွယ်လွန်ကိုရန်သိချစ်တဲ့ချစ်သူနှုတ်လည်းရှိပါလေတဲ့တူနဲ့တူရဲ့သစ္စာခိုင်မြဲကြလေတဲ့မဆရာသေးခင်ဝမ်းနေပါလေတဲ့အတူပေါင်းဖတ်ရမယ်နေမှာဝေးကြရပြီကွယ်ဘာကြောင့်လဲမမေ့တော့ကွယ်အဆုံးသတ်မလားရာသေးကြတယ်ကံကြမ္မာရဲ့တကယ်လို့ရလိုက်တာကွယ်ချစ်တိုင်းရဲ့မများရှေ့ဆုံးစကားတကယ်တက်ခံရတာအချစ်စင်မညရကြခံစားမှုရင်ပေါ်ပြီးမှအချစ်ဦးမပြူရင်အောင်မမေ့ပါပုံပြန်လေးကအဆုံးသတ်တော့မယ်နာဆိုင်ပေးစေခြင်းနဲ့သူသေးချစ်တဲ့သူချစ်သူလေးရဲ့အုပ်ကိုနှဘေးဝဲငွေလာမယ်ကြီးဝင်ပါတဲ့အခါလွမ်းများသက်ပေကြီးကရွှေမယ်သမီးလေးနဲ့တစ်ခေါက်ပြန်တွေ့ခွင့်လေးဆူတောင်းတာမဟုတ်တကယ်ဖြစ်ရမှန်ဝမ်းနေခြင်းတွေဘာကြောင့်လဲမမေ့တော့ဘယ်အဆုံးသတ်မလားရာသေးကြတယ်ကံကြမ္မာရဲ့တကယ်လို့ရလိုက်တာခွဲချစ်တိုင်းရဲ့မများရှေ့ဆုံးစကားတကယ်ချစ်ခဲ့သူတွေအဖို့မှာယူသွားမတက်ခံရ